တရားရုံးမှာအမှုနိုင်လာတဲ့နာမည်ကြီးရှေ့နေတူဟာသူ့အပေါ်ဂုဏ်ပြုချီးမြှင့်မှုတွေတည်င်းယူနေတဲ့မီဒီယာတွေရှေ့ကထွက်လာပြီးဒရိုင်ဘာကိုအနားယူဖို့မှရင်ကားကိုယူကအိမ်ပြန်လာပါတယ်အိမ်ကိုရောက်တော့သူ့အတွက်ဂုဏ်ယူကြောင်းပြောနေတဲ့အဖိုးကြီးကိုအင်းလို့တခွန်းပြောကဝိုင်ခန်းထဲကပလင်းတစ်လုံးရဲ့ခွက်ရည်ကိုယူလိုက်ပြီးခြံနောက်ကတစ်ပင်ကြီးအောက်ရက်လိုက်တဲ့သူ့အပေါ်ပွင့်ဖက်အချို့ကြွေကြလာပါတယ်ထိုတစ်ပင်ကြီးမှာထွင်းထုထားတဲ့နာမည်နဲ့အောက်ကမွေးဖွားရက်တေဆုံးရက်နေ့စွဲကိုထိကန်ကြည့်လိုက်ပြီးအရာအလုံးစတင်ရအတိတ်ကိုပြန်ရောက်လာပါတယ်ဘတ်ချင်းလို့အမည်ရတဲ့တိုက်ခန်းမှာနေထိုင်တဲ့အင်တာဆိုသူကတည်င်းစာထွက်ယူရင်လာပို့ထားတဲ့နှုတ်ဘူးကိုကြောင်တလဲသူတလဲတောင်းနေစဉ်အပေါ်ထက်ကစူညံနေတဲ့မိသားစုအတန်ကိုနားဆွင့်ကြည့်လိုက်ပါတယ်ဒီနေ့ဟာထိုအိမ်ကအကြီးမဖြစ်တဲ့စာရူးဆိုတဲ့ကောင်မလေးရဲ့စိတ်ဆက်ပွဲနေမှုအားလုံးတေသက်စွာပြင်ဆင်နေကြပေမဲ့စာအုပ်ကြီးသမားဘိုးတော်ကြီးကအိမ်ကိုလာမဲ့တို့သားမိသားစုတွေကိုပါတို့စားသလိုအိမ်ထမင်းနဲ့အိမ်ဟင်းကိုငပြောရွက်နဲ့ကျွေးရမယ်ဆိုတဲ့အမိန့်အားအင်တာတယောက်စိတ်ပြတ်စွာကြားလိုက်ရပါတယ်တို့ပေမဲ့မိဘချင်းကြောင်းလမ်းပေးမဲ့တို့သားကသူ့အမေရွေးပေးထားတဲ့10ယောက်ထဲမှာပထမဆုံးတစ်ယောက်ကိုရွေးချယ်ပြီးပြီမို့စိတ်ဆက်စရာမလိုတော့သူစာရူးနဲ့သူ့အတွက်အလုပ်သွားဖို့ထမင်းထုတ်ပြီးရန်သာမှားပါတယ်လင်ယူဖို့ရဲရဲနေနေတဲ့အငယ်မကသူ့ရည်သားနဲ့လက်ထပ်နိုင်မှုအရေးပိတ်နေတဲ့ရှေ့ကားကြီးစာရူးကိုနင်းမသာယောက်ျားမရှာနိုင်ဘူးလားလို့ရန်လုပ်ပါတယ်စာရူးကလည်းသူမအနေနဲ့နှစ်သက်သဘောကျနေသူရှိနေတော့လဲပြန်ကြိုက်မလာတာမို့သူမလည်းမတက်နိုင်ပဲလူတယောက်ကိုလိုက်ရှာနေတာနဲ့ရှာတွေ့တာကမတူတဲ့အကြောင်းခက်အေးရှင်းပြကအိမ်ကထွက်လာပါတယ်တိုက်ခန်းရဲ့ဓာတ်လေကားရောက်မလာလို့လှေကားကဆင်းသွားတော့အောက်ထပ်မှာသူ့ရည်သားပြန်ဖို့ဓာတ်လေကားကိုရက်ထားသူအင်တာကိုမြင်တာနဲ့အဖိုးကြီးကပြဿနာရှာပါတော့တယ်အင်တာကတော့သူ့ရှိကဖြတ်သွားတဲ့မျက်မှန်အကြီးကြီးနဲ့စာရူးကိုသာလိုက်ကြည့်နေပါတယ်ဖြစ်ချင်ရဖြစ်နေတဲ့တိုက်ခန်းကိစ္စတာဝန်ယူထားသူတွေထံသွားပြောတော့အဲကောင်ကအသက်73နှစ်မှာလူတက်မှုနဲ့ထောင်ချခဲ့သူဖြစ်ပြီးမူလတိုက်ခန်းပိုင်ရှင်မစ်လီလီကဒီကောင်လေးနာမည်နဲ့တိုက်ခန်းလွှဲပြောင်းခဲ့ကြောင်းရဲ့သူ့အဖေကဥပဒေပုံမှန်မျိုးစုံကင်ဆွဲထားတဲ့အကောင်ကြီးတယောက်လို့ရှင်းပြပေမဲ့အဖိုးကြီးကတော့အကြီးကျယ်ဒေါသထွက်နေပါတယ်စာရူးဟာစာကြည့်တိုက်တစ်ခုမှအလုံးလုံးနေသူဖြစ်ပြီးသူမအသေးလဲသဘောကျနေတဲ့အက်ဘီမန်ယူဆိုသူကပရိုက်တာအသင်းအနေနဲ့ကလေးတွေကိုဖျော်ပြရန်ဝဝင်ရုပ်ကြီးတဲ့ဝင်ကပေးဖို့တောင်းဆိုပါတယ်ရိုးအေးလုံးနဲ့သူမနဲ့ဘလုံးမလိုက်ဖက်တဲ့အလုံးမှုငင်းကျင်ပေမဲ့အသေးအတန်တောင်းဆိုနေတဲ့ crash ကြောင့်ခေါင်းညှိလိုက်ပါတယ်မတုံမလုံအင်ရီရှင်ကဝဝင်ရုပ်အတွင်းဝင်ရောက်ကားခုန်ရတဲ့အကြောင်းပြချက်ဟာလက်ကလေးကင်လိုက်ုံပဲလားဆိုတဲ့လှုပ်ဖော်ကင်ဘက်တွေကြောင့်ရှက်လွန်းလို့ထိုနေရာကပြေးထွက်ခဲ့ပါတယ်ဓာတ်လေကားအတွင်းမျက်ရည်ကျနေစဉ်စာကြည့်တိုက်မှာမန်မာလာဝင်တဲ့အင်တာနက်ဆုံပါတယ်ရုတ်တရက်မီးပြက်ပြီးရက်သွားတဲ့ဓာတ်လေကားကြောင့်ပူအိုက်တာကိုမခံစားနိုင်တော့တဲ့အင်တာဟာအင်းတွေအပြင်ဘောင်းမီပါချွတ်နေပြီးမို့ဆက်မချွတ်တော့ရန်တောင်းပန်လိုက်ပါတယ်အင်တာကလည်းဝဝင်ရုပ်ကြီးနဲ့ဆိုတော့ယောက်ျားလေးပဲထင်နေကြောင်းပြန်ပြောရင်ဒီလားပူအိုက်နေတဲ့ဝတ်စုံကြီးကိုမချွတ်ရင်အထဲမှာအကြီးပြောသွားလိမ့်မယ်လို့တတိပေးပါတယ်ချွတ်မရပြူမရတိုင်ပတ်နေတဲ့စာရူဟာသူကူညီပေးမယ်ဆိုကဂျမ်းဖြစ်နေတဲ့ဇက်ကိုစောင့်ဆွဲမိလိုက်တာကြောင့်အတွင်းအင်းကြီးပါသွားပါတယ်ဓာတ်လေကားပြန်ပွင့်တာနဲ့ရှက်ကိုရှက်ကန်ထွက်ပြေးသွားတဲ့စာရူနောက်ကိုဝဝင်ကောင်းကြီးလိုက်ပြီးရင်ရှစ်နှစ်လောက်ထောင်ကျပြီးလွတ်လာတဲ့လူတယောက်ဖတ်ဖို့စာအုပ်တုပ်လောက်ကိုရှာပေးရန်တောင်းဆိုတာနဲ့ရွေးထုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းစာကြည့်တဲ့အမြဲလာနေကြအင်တာတယောက်စာအုပ်ကြီးသမားဖခင်ရဲ့ထိန်ချုံမှုအောက်ကမပွင့်မလင်းဦးလဲလဲစာရူးကိုအားမလို့အားမရဖြစ်နေပါတယ်ကိုယ်တိုင်ရေးသားမရှာနိုင်လို့မိဘတွေထံအားကိုးနေရတဲ့စာရူးကိုဘွဲများသောအပြင်ယာတီကွင်လဲကိုက်ညီတဲ့စံကြီးအမိရလူငယ်တယောက်နဲ့လူငယ်ချင်းစကားပြောခွင့်ပေးဖို့သူမမိဘတွေကအိမ်ကရှောင်သွားပါတယ်ထိုစံကြီးဆိုသူကသူညမရီသားရဲ့တငယ်ချင်းဖြစ်ပြီးသူတို့စကားဝိုင်းမှာရိုးအေးတဲ့စာရူးကဒီတိုင်းသာထိုင်နေရပါတယ်စံကြီးတို့ပြန်ထွက်သွားချိန်ကြံနေတဲ့ဖုန်းကိုလိုက်ပြီးရန်တွန်းအားပေးနေတဲ့ညီမဖြစ်သူကြောင့်အပြင်ထွက်သွားတော့သူမလိုပုံနှုံးကြီးကိုမိတ်ဆက်ပေးလို့ဒေါသထွက်နေတဲ့အပြင်စာရူးကိုညှင်းလိုက်တာလူ9ယောက်ရှိပြီဆိုတာရဲ့သူညမနဲ့လက်ထပ်ခွင့်ရဖို့သူ့လိုပုံနှုံးကြီးကိုအတင်းအောင်သွယ်ပေးနေတဲ့အကြောင်းတွေရဲ့ကိုစာရူးရောအပြင်ကပြန်ရောက်လာတဲ့အင်တာပါအတိုင်းသားကြားနေရပါတယ်ဒီကိစ္စညီမဖြစ်သူပေါ်ဒေါသထွက်မိပေမဲ့သူမယောက်ျားမယူရင်ရီးသားနဲ့ကွဲရတော့မဲ့ညီမဖြစ်သူကိုပြန်တောင်းပန်ခဲ့ရပါတယ်ဒီလိုနဲ့ကြောက်ဖြစ်ရုပ်ကျွင်းကြီးလို့မနေပဲစမတ်ကြယောက်ျားရှာဖို့တွန်းအားပေးနေတဲ့ညီမဖြစ်သူကြောင့် fashion designer တယောက်နဲ့ချိန်မှုဆက်သွယ်ကြည့်တဲ့အခါတုံငင်3လမဆောင်ကျင်မှာကရင်းနှီးတဲ့လူတယောက်စီကထောက်ခံချက်လိုတယ်လို့ဆိုပါတယ်ထို Ruby ဆိုတဲ့ designer ကအင်တာကိုပတ်ပတ်ဆက်ဆက်ဆဲသွားဘူးတဲ့ရီးသားဟောင်းပဲဖြစ်ပါတယ်တညအဲ့ရထဲမှာမရှိတော့တဲ့သူညမကိုထွက်ကြည့်တော့ဘဲနဲ့ပြက်ပြီးပူလောင်နေတာကိုမကြည့်ရတော့တဲ့အစုံ Ruby ရဲ့ပုံပါတဲ့မဂဇင်းစာအုပ်ကိုယူကအင်တာရဲ့အခန်းထံသွားပါတယ်ပတ်ဝန်းကျင်နဲ့သူမဖခင်မသိအောင်ရောက်လာရတဲ့အရေးပေါ်ကိစ္စကတော့သူမပုံစံကိုပြောင်းပေးဖို့အင်တာရဲ့ရီးသားထံပြောခိုင်းတာပဲဖြစ်ပါတယ်တိုက်ဆိုင်သွားမူယူပြီးရောက်လာတဲ့ Ruby ကညာနဲ့တကောင်အတူရှိနေတဲ့သူတို့နှစ်ယောက်ကိုအထင်လွဲပြီးအရက်ပလင်းနဲ့ပစ်သွားပါတယ်သူမကြောင့်အင်တာဒဏ်ရာရသွားတဲ့အပေါ်စိတ်မကောင်းစွာစေကမ်းပြဖို့ပြောရင်နောက်ကလိုက်သွားတဲ့စာရူးတို့ကိုလုံခြုံရေးကတွေ့ပြီးတည်င်းလန့်ပို့ပါတယ်စေးဆိုင်မှာသွေးတန်တရရဲ့ဆေးဝယ်နေသူအင်တာကိုရဲတယောက်ကဘာဖြစ်လာလဲလို့လာမေးပါတယ်ကြောက်လန့်နေတဲ့စာရူးကိုအိမ်ပြန်မှုမာနေတဲ့အင်တာအားဒီကောင်းပုံစံကပြင်းမှုမှတ်တမ်းရှိတာမို့စကန်းခေါ်ခဲ့ဖို့အမိန့်ပေးတဲ့အခါဒါကသူ့ရေးသားကြောင့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်းရှင်းပြပေမဲ့အဲ့ဒီရေးသားကိုပါစကန်းခေါ်ခိုင်းနေတဲ့ရဲကြောင့်စာရူးကိုအိမ်သာပြန်တော့ဖို့မှာပါတယ်သူမကြောင့်ဒီအနေအထားထိရောက်နေတဲ့အပြင်ရုံရောက်ခဲရောက်ဖြစ်ရှင်းပါကအင်တာတို့သမီးရေးသားအချင်းချင်းနောက်တစ်ကြိမ် sorry ချစ်တယ်လို့ပြောဖို့အခွင့်အရေးရတော့မှာမဟုတ်ဘူးဆိုတဲ့စာရူးရဲ့စကားကြောင့်ရဲရရှိလဲဆုံးပါသွားတဲ့သူ့ဇနီးအပေါ်ပြောခွင့်မရလိုက်တဲ့စကားအတွက်ပြဿနာရှာမနေတော့ပဲလှုပ်ပေးလိုက်ပါတယ်ဒါအပြင်စေးရုံစေးကန်လိုက်ပြပြီး
တိုက်ခန်းအထိပါလိုက်ပို့ပေးခဲ့တဲ့ရဲတွေကြောင့်လုံခြုံရေးကသတင်းပို့ရင်လိုက်လံချောင်းမြောင်းมาတော့တယ်အခန်းထဲပြန်မဲ့ပြင်ပြီးမှအင်တာရဲ့ဆေးတွေပါလာလို့လိုက်ပေးတဲ့စာရူတယောက်သွေးတွေနဲ့အိပ်ယာပေါ်လဲနေသူအင်တာကိုကုပေးဖို့ပြင်ပါတယ်မနက်စောစောစာရူရဲ့မိဘတွေပြန်ရောက်လာတော့လုံခြုံရေးကသူမြင်သမျှဖောက်တဲ့ချခဲ့တာမို့အခန်းကိုတက်စစ်ကြည့်တဲ့အခါဆေးကုပေးနေတဲ့သူ့သမီးကိုပတ်ပြင်းမြင်လိုက်ရတာကြောင့်ပါရိုက်လိုက်ပါတယ်အထင်လွဲနေတဲ့အကြောင်းဘလို့ပဲရှင်းပြနေပေမဲ့တိုက်ခန်းကိုစောင်းကြမြိုင်ဖြစ်အောင်လုပ်နေတာတွေစာရူလိုမိန်းကလေးတယောက်ကမိသားစုအစဉ်လာကိုချိုးဖောက်မိသွားပြီဆိုတဲ့စကားတွေကြောင့်အရှက်ရသွားတဲ့စာရူရဲ့ဖခင်ဟာအချို့အမားတွေကပြင်လို့မရတော့ဘူးဆိုတဲ့စကားအတိုင်းသူ့သမီးကြီးအတွက်ဇာပနာပွဲကျင်းပမယ်လို့အိမ်ကိုအသိပေးကလူအများရှေ့မှာအရှက်တရားကိုဖုံးကွယ်သွားပါတယ်ဒါကိုတော့သူမအမားကြောင့်လို့အင်တာကိုတောင်းပန်ခဲ့ပြီးခွင့်ယူဖို့လည်းအကြောင်းပြချက်မရှိတော့တာမို့ရုံးကိုထွက်လာခဲ့လိုက်ပါတယ်ဘာကိစ္စနဲ့အဲကောင်လေးအခန်းထဲရောက်သွားတာလဲဆိုတဲ့မိခင်အားသူညီမကိစ္စအဆင်ပြေဖို့အကူအညီသွားတောင်းရကနေအခုတော့သူမကိုသေစင်သွင်းပြီးငယ်မရဲ့မင်္ဂလာပွဲကိုသဘောတူလိုက်ပြီးမို့သူမအဆင်ပြေကြောင်းအသိပေးလိုက်ပါတယ်ရုံးရောက်တော့ပထမဆုံးလုပ်ရမှာကသူမအပြင်မှာနေဖို့စတင်အခန်းရှာခဲ့ပေမဲ့တခုမှအဆင်မပြေဖြစ်နေပါတယ်ဒီကြောင့်အင်တာကိုအသိပြီးတော့ရုံးထိလိုက်လာပြီးအိမ်တော့ထုတ်ပြီးကလူမနေတဲ့အိမ်တလုံးထန်လိုက်ပို့ပြီးပါတယ်ဘာဆောင်ရောင်မှမရှိသေးတဲ့အိမ်အတွက်မနှက်ဖြန်လိုတာလိုက်ဝယ်ပြီးမယ်လို့ပြောခဲ့လိုက်ပါတယ်နောက်တရက်စာရူးသွားနေကြဈေးထဲမှာတန်တိုင်းလို့ခေါ်တဲ့အရေးတစ်မျိုးကိုသူတောက်နေကြမှုစာရူးအတွက်ပါရိုးရိုးတစ်ခွက်မှာပေးလိုက်ပါတယ်ဒါကိုထူးထူးဆန်းဆန်းနေထည့်ထားတဲ့ဆိုတဲ့အင်တာရဲ့ခွက်ကိုတကြိုက်တဲ့ယူမောလိုက်တဲ့စာရူးတယောက်နက်ပြေရောက်ပြီးကောင်းကောင်းကြီးမှွေပါတော့တယ်နောက်တရက်ဘာဆေးတွေရောထားမှမသိတဲ့အရေးတွေတောက်ပြီးနောက်ပိုင်းသူမဘာတွေရှော့လုံးမိထားသေးလဲလို့မေးပေမဲ့အင်တာကတော့ပြောမသွားပါဘူးခဏကြာကြားကြံခဲ့တဲ့ပတ်စံအိတ်ကိုပြန်မပေးတဲ့အယူတယောက်နဲ့အချင်းများနေစဉ်ဘီယာဝယ်ပြီးပြန်ရောက်လာတဲ့အင်တာကပတ်စံအိတ်ကိုယူကြည့်ပြီးထိုအယူကိုပြစ်ပေးကထွက်သွားပါတယ်ပြစ်ခတ်ဖြစ်နေတဲ့အင်တာရဲ့စကားကိုမျက်ကွယ်ပြုကပိုင်ရှင်ထံလိုက်ပေးခဲ့သူစာရူဟာတွန်းထုတ်သွားတာကြောင့်ပတ်စံအိတ်ပိုင်ရှင်ကအိမ်ပြန်လိုက်ပို့ပေးရမလားလို့လာမေးပါတယ်ဒေါသအကြီးကျယ်ထွက်နေသူအင်တာတယောက်သွေးအေးသွားချိန်မှာစာရူအိမ်ကိုလိုက်သွားခဲ့ပေမဲ့တုတ်ပြန်တံမကြားရသလိုစာကြီးတိုင်းမှာလည်းမရှိသူမမိဘတွေအိမ်မှာလည်းမရှိဘူးဆိုတာနဲ့အပူတပြင်းလိုက်ရှာတော့သူတွန်းထုတ်ခဲ့တဲ့နေရာအနီးမှာပဲထိုင်နေတာမြင်လိုက်ရပါတယ်လူတယောက်ကမလိုအပ်ဘူးထင်လို့တွန်းထုတ်ခဲ့တဲ့နေရာမှာပဲပုံသိမ်ဒီတိုင်းထိုင်ဆောင်နေခဲ့တဲ့စာရူဟာသူမကိုစိတ်မကောင်းတော့တောင်းပန်ပါတယ်ဆိုတဲ့အင်တာကိုဖတ်ငိုနေတဲ့မြင်ကွင်းအားနောက်ကလိုက်ကြည့်နေတဲ့စာရူအဖေကနာနာကြီးကြီးအဖြစ်တင်နေပါတယ်စာရူပတ်သက်အိမ်လိုက်ပေးခဲ့သူကနာမည်ကြီးရှင်းနေတယောက်လည်းဖြစ်သလိုအင်တာရဲ့အဖေဆိုတာတိသွားတဲ့စာရူကသူတို့တားဖားကိုအဆင်ပြေအောင်ညှိနှိုင်းပေးခြင်းနေတဲ့အတွက်စာရူကိုသူမအဖေပြန်လက်ခံနိုင်မဲ့နီလန်းရှိလာလို့မေးပါတယ် IND ဘွဲရမျိုးရိုးကောင်းတဲ့ယောက်ျားတယောက်ကိုသာလက်ထပ်ယူနိုင်ခဲ့ရင်သူမကိုချီးမြှောက်တဲ့အနေနဲ့ခွင့်လွှတ်လောက်တယ်ဆိုပေမဲ့ဒီပုံတုံးကြီးကိုအဲ့လိုယောက်ျားမျိုးတွေကမယူချင်ဘူးလို့ရှင်းပြနေရကြောင်းညဘက်ကြီးဒီဇိုင်နာပစ္စည်းတွေမှောင်ခိုသွင်းတဲ့လူထံခေါ်သွားပါတယ်ထိုလူရဲ့အကူအညီနဲ့ပဲစာရူကိုခြေအစကောင်းဆုံးပြင်ဆင်ပေးလိုက်ပြီးဒီနေ့ကစလို့မင်းကိုဘသူမှပုံသိုးပန်းသိုးကြီးလို့ခေါ်တော့မှာမဟုတ်ကြောင်းအသိပေးလိုက်ပါတယ်သူမမိဘတွေနဲ့ညီမဖြစ်သူသာဒီပုံစံကိုမြင်သွားရင်ဝမ်းသာကြမှာဆိုတဲ့စာရူကိုအိမ်လိုက်ပို့ပေးဖို့ပြန်ခေါ်လာပါတယ်သို့ပေမဲ့စိတ်လှုပ်ရှားစွာအိမ်တကားရှေ့ရောက်သွားတော့သူမဖေစာအုပ်ကြီးသမားဟာတကယ်ပဲသူမကိုတေးသင်းသွင်းဇာပနာကျင်းပနေရမို့အသက်မရှူနိုင်တော့ပဲပြေးထွက်လာပါတယ်တားဖချင်းအစဉ်ပြေဖို့လိုက်ပို့ပေးခဲ့သူအင်တာကိုတိုင်မိဘတွေဟာဘလောက်စိတ်ပြက်စရာကောင်းလဲဆိုတဲ့ကိစ္စကိုသူမေ့သွားတာမို့စာရူကိုဘာဆက်လုပ်မလဲလို့မေးပါတယ်အရင်နဲ့မတူတဲ့စာရူအဖြစ်ရုံးကိုသွားမယ်အင်တာပြောင်းလဲပေးတဲ့ဘဝကိုအလကားမဖြစ်စေရပဲတယောက်ယောက်ကလက်ထပ်ခွင့်တောင်းလိုက်ရင်ခေါင်းချိတ်ခတေးစင်းသွင်းထားတဲ့သူမဖခင်ထံပြန်သွားမယ်လို့ဆိုပါတယ်အဲ့ဒီနောက်ရုံးကိုပုံစံအသစ်နဲ့ပြန်ရောက်လာသူစာရူထံအပီရောက်လာပြီးအံ့ဩစရာပြောင်းလဲမှုနောက်ွယ်မှာဘလို့တွန်းအားမျိုးရှိနေတယ်လို့မေးတော့ IND ဘွဲရတယောက်ကိုဆွဲဆောင်နိုင်မှုဖြစ်ကြောင်းပြန်ဖြေခဲ့လိုက်ပါတယ်ပြောင်းလဲသွားတဲ့စာရူတယောက်တုတ်ကွေးမိနေလို့ရုံးမလာနိုင်တာကိုနေ့စဉ်လာမေးနေတဲ့အပီအားအင်တာကသတိထားမိပြီးအိမ်လိုက်သွားပါတယ်မင်းကိုရှာနေတဲ့လူရှိတာဘာကြောင့်မသွားတာလဲလို့မေးတော့အပီရှိကြကြောင်တော်စကားတွေပဲထွက်လာလို့ဖြစ်ပြီးအင်တာကင်လာတဲ့ဖိုင်တစ်ခုကိုအလုပ်ရလာတာလားလို့စကားလွှဲနေရကြောင်းဒါ IND ဘွဲရယောက်ျားတွေရဲ့စည်ရင်းလို့ပြောပြလိုက်ပါတယ်နောက်တစ်ရက်ရုံးကိုပြန်သွားတော့သူမတစ်လျှောက်လုံးကြိတ်ကြွခဲ့ရတဲ့ IND ဘွဲရအပီကလက်ထပ်ခွင့်တောင်းနေချိန်အင်တာထံကဖုန်းဝင်လာတာနဲ့တွေ့တော့စည်ရင်းထဲမှာဘွဲတစ်ခုပို့ရထားတဲ့လူတစ်ယောက်ကတွေ့ကျင်လို့စောင့်နေကြောင်းပြောပါတယ်စာရူကတော့သူမလည်းသဘောကျလိုချင်တဲ့ဘွဲရလည်းဖြစ်သူမဖေလိုချင်တဲ့မျိုးရိုးနဲ့အပီကလက်ထပ်ခွင့်တောင်းလာတာမို့ဘာလို့ရမလဲလို့မေးတော့လက်ခံလိုက်လို့ပြောသွားပါတယ်အဲ့ဒီပါတီဘွဲနဲ့စာရူတွဲနေတာကိုဘလို့မှသဘောမကျပေမဲ့သူမမင်္ဂလာဆောင်မှာအလှဆုံးဖြစ်ချင်လို့ရွေးပေးပါအောင်ဆိုလိုလိုက်သွားတော့စာရူရဲ့မိဘတွေဟာသူညမမင်္ဂလာဆောင်အတွက်အဝတ်စားလှဝယ်နေတာမြင်လိုက်ရပါတယ်အဆဆရရလိုက်လံဂီးဆိုင်ပြင်ဆင်ပေးနေပေမဲ့သူချစ်နေတဲ့စာရူကအပီနဲ့လက်ထပ်ပြီးရင်တူရကီကိုထွက်သွားတော့မဲ့အပြင်မင်္ဂလာဆောင်အတွက်ပထမဆုံးဖိတ်စာကိုကန်းကအင်တာမမလာရင်သူမဘက်ကတက်ရောက်သူတယောက်မှရှိမှာမဟုတ်ဘူးဆိုတဲ့စကားကြောင့်နာကျင်စွာလက်ခံလိုက်ရပါတယ်အဲ့ဒီပထမဆုံးဖိတ်စာကိုစာရူရဲ့ဖခင်ထံပြေးလိုက်ပြီးဘွဲရတယောက်နဲ့မင်္ဂလာဆောင်မှာလို့အသိပေးလိုက်ပေမဲ့လွှင့်ပစ်သွားပါတယ်ဒါကြောင့်ပဲစာရူရဲ့မင်္ဂလာရက်မှာအိမ်ထိသွားကြိုကမင်္ဂလာကားနဲ့တရားရုံးကိုလိုက်ပို့ပါတယ်လေစိတ်မှာမိဘတွေတွားကြိုနေတဲ့ဆိုတဲ့တို့သားကတနအီလောက်နောက်ကျနေပြီးရောက်မလာသေးတာကြောင့်
ကြောင့်လောင်ပြောင်နေတဲ့လူတွေကြားကထွက်ပြေးလာခဲ့ပါတယ်။အဘီရဲ့အိမ်ကိုလိုက်သွားပြီးမင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့မလာနိုင်ရအောင်အိမ်ကဘသူတေလို့လဲလို့မေးတော့မင်္ဂလာပွဲကိုသူ့မိဘတွေကလက်မခံဘူးဆိုတဲ့အတွက်နားလည်မှုလွဲနေအရင်ဖြစ်ရှင်းလို့ရပြီးတရားရုံးချိန်အမိလက်မှတ်ထိုးလို့ရအောင်ဝင်ညှိပေးနေတဲ့အင်တာအားတောင်းဆိုရမှာမဟုတ်ပဲသူ့ကိုထိုးရမှာလို့ဆာရူးကပြောပါတယ်။အခန်းထဲကထွက်လာတဲ့အဘီရဲ့အဖေကရိုးရအရမိသားစုကတည်သင်းသွင်းထားတဲ့မိန်းကလေးနဲ့သူတို့သားကိုဘလို့မှလက်သက်မခံနိုင်ဘူးလို့ညင်းလိုက်တာကြောင့်ပြန်ထွက်လာပါတယ်။စောက်တီယာမြဖြစ်နေတဲ့ဆာရူးတယောက်အဘီနာမည်နဲ့ငှားထားတဲ့ဟန်နီမွန်းဟိုတယ်အခန်းတော့သွားတောင်းနေရကြောင်းတားပေမဲ့နှစ်ရက်စာဟိုတယ်ကအလကားအဖြစ်မခံဘူးဆိုကအကုန်ဝင်ဖြတ်စည်းပါတော့တယ်။သူမပြောင်းလဲသွားရင်တော့လက်ထပ်မဲ့လူမရှိဘူးဆိုတဲ့ဆာရူးကိုနှစ်သိပ်ပေးရင်းနဲ့ပဲသူ့ဘဝထဲဆွဲခေါ်လိုက်ပါတယ်။နောက်တရက်အေးယာကနိုးလာတော့ဆာရူးကိုမတွေ့တာနဲ့ထရှာတဲ့အခါအောက်ထပ်မှာအဘီနဲ့တွေ့နေတာဖြစ်ပြီးသူမထွက်သွားတော့မယ်လို့နှုတ်ဆက်စာပို့ထားပါတယ်။ဒေါသကြီးအိမ်ပြန်လာပြီးအဝေးဆုံးထွက်သွားဖို့ပြင်နေစဉ်ဆာရူးရဲ့မိကသူ့သမီးငယ်ရဲ့မင်္ဂလာဖိတ်စာကိုဆာရူးထံဖိတ်ခိုင်းမိမဲ့သူဒီမျိုးကထွက်သွားတော့မှလို့ညင်းလိုက်ပါတယ်။သို့ပေမဲ့သမီးဖြစ်သူကိုဆက်သွယ်မရလို့စိတ်မကောင်းဖြစ်နေတဲ့မိခင်အားသူဖိတ်စာပို့ပေးပါမယ်လို့တောင်းယူလိုက်ပါတယ်။စာကြီးတိုက်ကိုလိုက်သွားတော့ဆာရူးကအလုတ်ထွက်သွားပြီဆိုတာနဲ့အဗီရဲ့ရုံးကိုသွားပေးခဲ့ပါတယ်။ပြန်ထွက်လာတော့နောက်ကလိုက်လာတဲ့အဗီကဆာရူးကသူနဲ့အတူမရှိတာမို့ဖိတ်စာဘဲကိုပို့ရမလဲမသိဘူးလို့ဆိုပါတယ်။ဟိုတယ်ကထွက်သွားတာသူကိုယ်တိုင်မျက်စိနဲ့တက်အမြင်ထားကြောင်းပြောတော့သူတို့တာမန်ကိုရေးကိုတာကိစ္စလောက်သာဆွေးနွေးပြီးနှုတ်ဆက်ခဲ့ကြရလို့ပြောပြပါတယ်။ဒါကြောင့်သူ့ကိုယ်တော်အတိမပေးပဲပျောက်ဆုံးနေတဲ့ဆာရူးကိုအမျိုးမျိုးစုံစမ်းအစင်းစင်းလိုက်သွားခဲ့ပြီးနောက်တစ်ခါသူ့ကိုမပြောပဲတနေရာထွက်သွားရင်တနက်ထဲကကြည်အကုန်လုံးနှစ်ဖူးထဲပစ်သွင်းမယ်လို့ပြောလိုက်ပါတယ်။သူ့ကိုမြင်လာတော့နှုတ်မဆက်ပဲထွက်သွားဖို့ဖြစ်နေသူဆာရူးဟာအကြောင်းရင်းကိုမေးကြည့်တော့ခဏတာပြောပါပြီးလိုက်ရှာဖို့တော့မတွေးခဲ့လို့အပြစ်တင်နေပြီးအဲ့ဒီညဟာဘာခံစားချက်မှမပါပဲအဘီကိုမေးပြရုံသာကြော်ဖြတ်ခဲ့တာမို့အခုသူမကိုလာမနောက်ချက်ရမှာပါတယ်။ဒါပေမဲ့တယောက်တည်းဖြစ်နေသူဆာရူးကိုသူမအမိပေးခိုင်းတဲ့ဖိတ်စာလိုက်ပြီးတဲ့အခါအင်တာကိုဖတ်ရင်းနဲ့သတိလစ်သွားပါတယ်။နှာခေါင်းကသွေးတွေကျနေရရဲ့ဆာရူးဆွဲထားတာကကင်ဆာဆေးရုံရဲ့လူနာကက်ရဲ့မို့ဆေးရုံလိုက်ပို့တဲ့အခါမှာဆာရူးမှာအုံနောက်မေးအောင်ကင်ဆာရှိနေမှသိလိုက်ရပါတယ်။ထိုအုံနောက်ထဲမှာအကျိတ်ကခွဲစိတ်လို့လည်းမရကူးသားဖို့လည်းမဖြစ်နိုင်တာကြောင့်တောက်ဆေးတွေနဲ့ဆွဲဆန့်ထားရတာဖြစ်ပြီးတာမန်ခေါင်းကိုက်ဖျားနာယုံသာပြတဲ့ယောဂလက္ခဏာအကြောင်းကိုဆာရူးရဲ့အမျိုးသားထံရှင်းပြပြီးပြီလို့ဆိုပါတယ်။ဒါကြောင့်ဒေါသကြီးနဲ့အဘီနောက်လိုက်သွားကတစ်ချက်ဆွဲထိုးရင်ဆာရူးကိုယောဂကြောင့်လက်မထက်ခဲ့တာလားလို့မေးလိုက်ပါတယ်။သူစေးစစ်ချက်အဖြေကိုအရင်ရလာခြင်းဆာရူးကိုလိုက်ရှာခဲ့ပြီးနောက်တရက်ဟိုတယ်မှာလိုက်တောင်းမှန်ကနောက်တစ်ချိန်အခွင့်အရေးပေးဖို့တောင်းဆိုခဲ့ပေမဲ့ယောဂကိုလက်ခံလိုက်တဲ့ဆာရူးကသူ့ကိုပါညှင်းလိုက်တာဖြစ်ပြီးအင်တာအတွက်မှာခဲ့တာတခုကဒီအကြောင်းတွေလုံးဝမပြောပြဖို့ပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းအရင်လိုဆာရူးရဲ့ဘေးမှာလိုသမျှကူညီပေးနေချိန်ဆာရူးရဲ့ဖုန်းထဲမှာသူမညမရဲ့မင်္ဂလာကြောင်းလမ်းပုံတွေကိုမြင်တာနဲ့ကာဗရီရဲ့မင်္ဂလာဆောင်မှာကင်မရာတွေခိုးတက်ထားလိုက်ပါတယ်။ပြီးတော့ပြန်တတိယလာပြီဖြစ်တဲ့ဆာရူးကိုပါတီလိုက်ဖို့မယ်ဆိုကကာဗရီရဲ့မင်္ဂလာဆောင်ရှေ့တက်တဲ့ကရှုပ်ပွားနေတဲ့အိမ်ထဲခေါ်သွားပြီးသူတက်ထားတဲ့ကင်မရာတွေကနေဓာတ်ရိုက်စောက်ကြည့်ခွင့်ပေးကမိဘဆွေမျိုးတယောက်ချင်းစီအကြောင်းပြောပြနေသူဆာရူးရဲ့စကားတွေကိုနားထောင်ပေးခဲ့ပြီးအတက်နိုင်ဆုံးပျော်အောင်နှစ်သိမ့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဆိုတဲ့ဆာရူးဟာသူ့ကိုလက်ထပ်ပါလို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့သူမကိုတနာလို့လက်ထပ်ချင်နေတာရဲ့သူမရဲ့ချိုးရင်ချက်တိုင်းကိုလိုက်ပြည့်စည်းနေရမှာကအင်တာရဲ့တာဝန်မဟုတ်သလိုအရာရာသူမအတွက်ပဲဦးစားပေးနေရင်အောက်တန်းကျသလိုခံစားရတာမို့တာမန်လူတယောက်တိုင်းသာသေခွင့်ပေးရန်တောင်းဆိုပါတယ်။တဖြည်းဖြည်းယောဂဆိုးရွားလာတဲ့ဆာရူးကိုကြည့်ပြီးမခံစားနိုင်တော့တာနဲ့အိမ်အထိလိုက်သွားကဇာပနာတပ်ပုံပေါ်ကချိန်သာပန်းကုန်းကိုထပ်မချိတ်ရန်ဆာရူးရဲ့အဖေထံမှာခဲ့လိုက်ပါတယ်။တိုက်ခန်းပေါ်မူဗီတက်အိမ်နေတဲ့အင်တာကိုလူတွေဝိုင်းတိုင်ခဲ့တာမို့ရဲကလာဖမ်းသွားပါတယ်။တစ်ဖက်မှာဆေးရုံကအတင်းဆင်းခွင့်တောင်းနေတဲ့ဆာရူးကိုနေ့စဉ်ဆေးလာစစ်ဖို့ဆရာဝန်ကတတိပေးရင်ခွင့်ပြုပေးလိုက်ပါတယ်။အဲ့တွေ့ချိန်တိုင်းအမြဲလာတတ်တဲ့အင်တာကစခန်းရောက်နေပြီးသူ့ကိုဖုန်းခေါ်ခွင့်မပေးဘဲအချုပ်ထဲဆွဲထည့်နေရမို့စခန်းကထွက်ပြေးလာပါတယ်။ဆေးရုံကတယောက်တည်းထွက်လာတဲ့ဆာရူးကအင်တာမအပ်ရသေးတဲ့စာအုပ်ကိုပြန်အပ်ပေးခဲ့ပြီးအင်တာတောင်းဆိုလို့သူမညှိုးပေးခဲ့ဘူးတဲ့စာအုပ်တိုင်းမှာကော်ဖီတောက်ချင်လားဆိုတာနဲ့ဓာတ်လေကားထဲမှာဝက်ဝင်ဝစ်ဆုံကြီးနဲ့ငုံနေတဲ့ကောင်မလေးကသူ့အတွက်အကောင်းဆုံးရွေးချယ်စရာအဖြစ်ရေးထားတာရဲ့ပြန်သာလုံးဝမလာတဲ့ဆာရူးကိုသူ့ဖုန်းနံပါတ်ပေးထားပြီးစိတ်ပြောင်းရင်ဆက်သွယ်ဖို့မှာထားတာကြောင့်ဖုန်းခေါ်လိုက်ပါတယ်။ဒါပေမဲ့ဖုန်းကအင်တာမူဗီတက်အိနေတဲ့အမိုးပေါ်မှာကြံနေခဲ့ပြီးအင်တာကတော့ရဲရီလက်ကလွတ်အောင်ပြေးကရတဲ့ဖုန်းနဲ့ဆာရူးကိုဆက်သွယ်ဖို့ကြိုးစားရင်ရဲရီကိုတိုက်ခိုက်နေရကြောင်းကောင်မလေးကိုမင်းအရေးတကြီးပြောချင်တဲ့စကားက sorry ချစ်တယ်ဆိုတာလားလို့မေးကသူကိုယ်တိုင်စာကြည့်တိုက်ကိုလိုက်ပို့ပေးပါတယ်။လက်ထိတ်တန်းလန်းနဲ့အပြေးရောက်လာတဲ့အင်တာတယောက်သူ့စာရီဖတ်ပြီးထိုင်ကုန်နေတဲ့ဆာရူးထံသွားကနောက်ကျသွားလို့တောင်းပန်လိုက်ပြီးနေမကောင်းဖြစ်နေတာကိုစေးရုံပြန်သွားမယ်လို့ဆိုပါတယ်။ဆာရူးကတော့သူမအကောင်းဆုံးရွေးချယ်စရာဆိုရင်ဘာကိစ္စအဘီနဲ့လက်ထပ်ခွင့်ပြုခဲ့တာလဲလို့မေးတော့သူဟာဆာရူးအတွက်တော့ရွေးချယ်စရာကောင်းတဲ့လူမဟုတ်ကြောင်းဖြေပါတယ်။ဆာရူးကတော့အဆဆရရပြောင်းလဲပေးခဲ့သူအင်တာကသူမအတွက်အကောင်းဆုံးရွေးချယ်စရာပဲမို့လက်ထပ်ပါလို့တောင်းဆိုလိုက်ပါတယ်။ကြည်နူးလို့မဆုံးခင်10မိနစ်စာခွင့်ပြုထားတဲ့ရဲကပြန်လာဖမ်းမိမဲ့ခွဲမနိုင်ခွာမရဖြစ်နေတာမို့အင်တာကိုလွတ်ပေးရင်သူ့ရဲ့မင်္ဂလာလက်ဖွဲ့လို့အသိပေးလိုက်ပါတယ်။ဘယ်မိတ်ဆွေဘယ်ဆွေမျိုးမှမပါပဲနှစ်ယောက်တည်းချင်းပါမယ်မင်္ဂလာညမှာသူမတည်သွားခဲ့ရင်
ရင်ဓာတ်ပုံပေါ်ချိန်စာနဲ့တူတဲ့ပန်းကိုမချိတ်ဖို့နဲ့တယောက်ယောက်သူမကိုလာနှုတ်ဆက်တဲ့အခါပွင့်ဖက်လေးတွေအဖြစ်ကြွေကြပြီးပြန်နှုတ်ဆက်နိုင်ဖို့အတွက်တစ်ပင်ကြီးတစ်ပင်အောက်မှာမြုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စာရူရဲ့နာကျင်မှုတွေအတွက်အိမ်ကိုထပ်လိုက်သွားပြန်တဲ့အင်တာတယောက်ဓာတ်ပုံပေါ်ကပန်းကုန်းကိုဖြုတ်ကအဖိုးကြီးကိုတနက်နဲ့ချိန်လိုက်ပြီးသူတီကိုလာတာမနှက်ဖြန်စာရူနဲ့မင်္ဂလာဆောင်မဲ့ပွဲကိုလာဖိတ်တာမဟုတ်ပဲဓာတ်ပုံပေါ်ကပန်းကုန်းကိုသာစာရူမြင်ဝမ်းနဲ့မျက်ရည်ကျရအောင်မှမို့သူချစ်သူမျက်ရည်မကျဖို့ဆိုရင်တက်လဲတက်ရဲတယ်တေလဲတေရဲတယ်ဆိုကဇာပနာပန်းကုန်းကိုဆွဲပြလိုက်ပါတယ်။စာရူရဲ့မိခင်ကိုယ်တိုင်စာအုပ်ကြီးသမားသူ့ယောက်ျားကိုဝင်တားခဲ့ပြီးနောက်ထပ်ဓာတ်ပုံပေါ်ပန်းကုန်းမချိတ်တော့ကြောင်းအာမခံလိုက်ပါတယ်။စာရူနဲ့အင်တာတို့ရဲ့လက်ထက်လက်မှတ်ရေးထိုးပွဲကိုအင်စပက်တာတယောက်သာတက်ရောက်ချီးမြှင့်ခဲ့ပြီးဂတိသစ္စာတိုင်တယ်ပါတယ်။အားလုံးကိုဂတိပေးနိုင်ပေမဲ့ကိုသမီးကိုအသက်ရှင်လျက်ဇာပနာပွဲကျင်းပခဲ့တဲ့စာရူရဲ့ဖခင်အပေါ်ကိုအလေးနက်ထားပါမယ်ဆိုတဲ့ဂတိကိုတော့သူမကျိန်ဆိုနိုင်တဲ့အကြောင်းခေါ်ယူအသိပေးလိုက်ပြီးဂျိုးရဒလိတွေကိုကြော်ကပန်းကုန်းချင်းလဲလှယ်အထားမြောက်ဖို့ပြင်နေစဉ်စာရူရဲ့မိဘတွေလိုက်လာကြပါတယ်။လက်ထပ်ပွဲသတင်းကြောင့်လိုက်လာတဲ့ဆိုတဲ့ဖခင်ရှိမှကြောက်ရွံ့နေတဲ့စာရူဘေးကထွက်သွားဖို့ပြင်ပေမဲ့သူ့လက်ကိုစုပ်ကင်ပြီးသူမတို့ကိုလက်ထပ်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။သူသဘောမတူခဲ့ရင်ရောဆိုတဲ့ဖခင်ရဲ့စကားကြောင့်အင်တာရဲ့လက်ကိုလွှတ်ချမိလိုက်ပေမဲ့စာရူနဲ့ပတ်သက်ရင်တေရဲတက်ရဲတဲ့ဆိုတဲ့အင်တာထက်ဘယ်လူမျိုးကမှစာရူနဲ့တင့်တော်မဲ့လူမရှိတော့တော့ဘူးဆိုကသူတို့သမီးတယောက်နဲ့တူအောင်ပြင်ဆင်ပေးလိုက်ပြီးပန်းကုန်းစွပ်ဖို့ခွင့်ပြုပေးလိုက်ပါတယ်။အားလုံးပြေလည်သွားပေမဲ့လက်မရေးထိုးနေတဲ့စာရူရဲ့ယောဂါကပိုပိုဆိုးလာပြီးအင်တာရဲ့လက်ထဲမှာပဲလဲကျသွားပါတော့တယ်။ဆေးရုံကတင်ပေါ်ကနေမိဘနှစ်ပါးကိုလှမ်းခေါ်ကဖခင်ကိုလွမ်းနေကြောင်းပြောပြပါတယ်။ယောဂအထိန်နှက်ကိုမသိသေးတဲ့စာရူရဲ့အဖေကဆရာဝန်ရောက်လာတဲ့အခါသူ့သမီးမင်္ဂလာပွဲအတွက်ကြိုးသူပွဲလုပ်ရမှာမို့ဘယ်တော့ဆင်းနိုင်မလဲမေးနေပေမဲ့သူမအချိန်ဘလောက်ကြံသေးလဲဆိုတဲ့စာရူကြောင့်ထိတ်လန့်စွာထိုင်ချလိုက်ပြီးအားလုံးကသူဇာပနာလုပ်ခဲ့တာကြောင့်လို့အပြစ်တင်နေမိပါတယ်။မိဘတယောက်ရဲ့စွတ်တောင်းကိုဖြစ်ဖြစ်ချိန်စာကိုဖြစ်ဖြစ်ထိုအရာကသားသမီးပေါ်တက်ရောက်စေတယ်ဆိုတာကိုအယုံကြည်မရှိပဲသူ့စိတ်ထဲမှာသမီးပြစ်သူလာတောင်းမှရင်လက်ခံလိုက်ဖို့အတွေးလောက်သာရှိကြောင်းငိုယိုပြောဆိုနေပါတယ်။အပြင်မှာကျိတ်ငိုနေတဲ့အင်နာထန်ရဲရရှိရောက်လာပြီးစာရူရဲ့ပတ်စံအိတ်ထဲကစာအုပ်ထဲမှာပန်းကြောက်တပွင့်ရဲ့စာမျက်နှာ65က1994မှ2015ဆိုတဲ့နေ့သွဲရဲ့နဲ့အဲ့ထဲမှာမင်းတို့သားဖဓာတ်ပုံရဲ့ကဘာအဓိပ္ပာယ်လဲဆိုတာကြောင့်အိမ်ကိုအမြန်ပြန်ပြေးပါတယ်။ပြီးတော့သူမျက်နှာချင်းမဆိုင်ခြင်းနဲ့ဖခင်ရှိရထန်သွားကသူတို့ဓာတ်ပုံနောက်ကတစ်ပင်ကြီးအောက်မှာ6ပေမြေခွက်တစ်ခွက်လိုချင်တယ်ဆိုတာကြောင့်ရင်ဘက်ကသွေးတွေကိုကြည့်ရင်မင်းဘသူကိုတတ်ခဲ့ပြန်ပြီလဲဆိုတဲ့စကားနောက်မှာထားထွက်လာပါတယ်။အဲ့ဒီနောက်ဆေးရုံကတင်ပေါ်ကစာရူကိုသူအရင်ကလူတက်ခဲ့ဘူးတဲ့ဆိုတဲ့အပြစ်ကိုမမေးတော့ဘူးလားဆိုတော့တယောက်ယောက်ကိုကယ်ဖို့တက်ခဲ့တာဖြစ်နိုင်ကြောင်းသူမယုံကြည်တယ်လို့ဖြေပါတယ်။သူ73နှစ်သားအရွယ်တုန်းကအိမ်ရဲ့ကလေးထိန်မစ်လီလီဆိုသူကိုသူမိခင်အရင်လို့သဘောထားခဲ့တာဖြစ်ပြီးတနေ့ထိုအမျိုးသမီးကသူမကိုစော်ကားဖို့ကြံနေတဲ့ဦးလေးဖြစ်သူကိုတတ်မိသွားပါတယ်။ဒါကိုသူတတ်ပါတယ်လို့ဂျားဝင်ခံခဲ့ပြီးအမှုရင်ဆိုင်နေရချိန်နိုင်ငံရဲ့အတော်ဆုံးရာဇဝတ်မှုရှိနေကြီးကသူ့သားအရင်အတွက်အမှုလိုက်ဖို့ညှင်းဆန်ခဲ့တဲ့အပြင်တားဖြစ်ကတော့စွန့်ပစ်ခဲ့တယ်လို့ရှင်းပြပါတယ်။စာရူကတော့လူတွေအတူနေနိုင်ကြတယ်ဆိုတာအပြစ်ဟောင်းတွေကိုမေ့ပြစ်နိုင်ခဲ့လို့မဟုတ်ပဲတယောက်ပေါ်တယောက်ခွင့်လွှတ်နိုင်ကြလို့သာဖြစ်ပြီးအင်တာရဲ့အဖေကိုခွင့်လွှတ်လိုက်ဖို့ဂတိတောင်းကသူမကိုနှုတ်ဆက်စကားပြောဖို့တောင်းဆိုပါတယ်။အဲဒီနောက်သူမလည်းအင်တာကိုချစ်တယ်ဆိုတဲ့အကြောင်းတဖွာဖွာပြောကငြိမ်သက်သွားပါတော့တယ်။စာရူရဲ့မိဘတွေကိုနှုတ်ဆက်ပြီးအပြင်ထွက်လာတော့သူ့သားမင်္ဂလာဆောင်သတင်းကြားရတဲ့ဖခင်ဖြစ်သူကစေးုံလိုက်လာပြီးဘသူကများမင်္ဂလာလက်ဖွဲကို6ပေမြင်နေရတောင်းဖို့လဲလို့မေးပါတယ်။ပထမချိန်သူ့သားကိုသူမကယ်နိုင်ခဲ့တာကဘဝမှာနောင်တရသောအမှားမှုအခုသူ့ချွေးမကိုရအောင်ကယ်မယ်လို့ပြောနေပေမဲ့စာရူဆုံးသွားပြီလို့သာအသိပေးလိုက်ပါတယ်။ပြီးတော့လူတွေအတူနေနိုင်ကြတာဟာအပြစ်ဟောင်းတွေကိုမေ့ပြစ်နိုင်လို့မဟုတ်ကြပဲတယောက်ပေါ်တယောက်ခွင့်လွှတ်ပေးနိုင်ကြလို့ဆိုတဲ့စာရူရဲ့စကားအတိုင်းသူဂတိပေးခဲ့သလိုဖခင်ကိုတောင်းပန်လိုက်ပါတယ်။ခေဟောင်တစ်ပင်အိုကြီးအနာသွားတိုင်းပွင့်ဖတ်တွေနဲ့ပြန်လည်နှုတ်ဆက်လေးရှိတဲ့စာရူထံသွားကမင်းယောက်ျားလုပ်ခဲ့တဲ့အရာတွေအတွက်အတူအောင်ပွဲခံကြမယ်လို့တိုင်တယ်ရင်စာရူကိုနေ့တိုင်းလွှမ်းနေကြောင်းရှင်ဖွင့်နေမိပါတယ်။